ယောဂတို့မွေးစင်းရဲဆိုတာလည်းမှာနုနုထွတ်ထွတ်ခန္ဓာ၅ပါးမှာဖြေပါလို့မဟုတ်ဘူးလားကိုယ်စင်းရဲလည်းရင့်ရော်လာတဲ့ခါကျတော့ဒီခန္ဓာ၅ပါးအတွက်အာကုန်မရှိလို့နာစင်းရဲဆိုဒီခန္ဓာ၅ပါးမသက်တာတဲ့အတွက်ကြောင့်ဆင်းရဲတာအေးဆင်းရဲဆိုဒီခန္ဓာ၅ပါးဆွန့်အောင်လို့ဆင်းရဲတာအောက်ဖက်ဆင်းရဲလည်းဒီခန္ဓာ၅ပါးနဲ့မကြိုက်တာတွေပေါင်းလို့ဆင်းရဲတာကိုယ်ကွင်းဆင်းရဲကြတယ်ဒီခန္ဓာ၅ပါးကြိုက်တာတွေမပေါင်းအောင်လို့ဆင်းရဲတာတောင်းတဆင်းရဲဆိုဒီခန္ဓာ၅ပါးအတွက်တောင်းတတယ်မဖြစ်တာတော့ဆင်းရဲတာဒါကြောင့်မလို့ခသိန်းသောဆင်းရဲတွေမှဗျာဒီရိုးရိုးခန္ဓာမဟုတ်ဘူးအဝိဇ္ဇာပါဒတဲ့ကြောင့်ဥပတ္တံခန္ဓာ၅ပါးမှာပြီးပြီးတော့ဆင်းရဲကုန်လို့ဖြစ်ဒါဆိုရင်ဒုက္ခသစ္စာရဲ့အကြောင်းဦးဇင်းတို့ပြည့်စုံသွားအခါမြတ်စွာဘုရားဆက်ပြီးတော့အဲ့ဒီဒုက္ခတွေရဲ့ဖြစ်ကြောင်းသမုဒိယဆက်ဟောဘေကိုပစ္စဝေတို့ယယတနာအကျင့်တနာဟာဘောနောဘိကဘောတွေကိုတိုးပေါ်စေပါလေအဲ့ဒီတဏှာနန္ဒီရာဂနှစ်သက်ခြင်းတက်မဲ့ခြင်းရဲ့အဟကတာအဲ့ဒီနှစ်သက်ခြင်းတက်မဲ့ခြင်းရဲ့အဖြစ်ပါဘုဒ္ဓအဖြစ်ကိုအဘိနန္ဒီနေအလွန်ဆွဲလန်းတတ်တယ်ဧတတနာဒေါတနာတို့တွေပဲဒီဆိုတော့ကာမတနာမြင်မှုကြားမှုနားမှုယသခမှုဖြစ်ဖြစ်ကိုလည်းနှစ်သက်တက်မဲ့တော့တနာယုတ်ဝေဒနာပညာတခရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအသစ်ဇီဝိနဲ့တကွာဒီခန္ဓာ၅ပါးရဲ့ဥပဒေဆွဲလန်းတက်မဲ့ရာဥပဒေတွေဝတ္ထုပစ္စည်းစည်းစိမ်ဥစ္စာကာမယဘုံတရင်မှာအပေါင်းဥပဒေအလုံးကိုဆွဲလန်းတဲ့တဏှာဘောရဏဒီတဏှာယံဖန်ယံခါမှာတချို့သောအကြောင်းအရာချက်လက်တွေကြောင့်တချို့သောအဖြစ်တွေကြောင့်မလို့ခြင်းပြန်ဘူးဒီခန္ဓာ၅ပါးကိုမလို့ခြင်းတဲ့အဖြစ်ကိုရောက်သွားတယ်လူခြင်းကနေမလို့ခြင်းပြောင်းသွားတယ်တဏှာပြောင်းသွားတယ်အဲ့ဒီတဏှာကတော့ဝိဘောတဏှာမလို့ခြင်းဘူးဆိုလို့ရှိရင်မလို့ခြင်းတဲ့တဏှာလူခြင်းတဲ့တဏှာတတ်မဲ့တဲ့တဏှာမလို့ခြင်းဘူးဆိုရင်တဏှာပြတ်တာမဟုတ်ဘူးဒါကြီးကိုမယူခြင်းတော့ဘူးမရခြင်းတော့ဘူးဆိုလို့ရှိရင် तू မကြိုက်လို့မယူတာဟုတ်ဒါကိုမလို့ခြင်းဘူးဆိုတော့ तू အကြိုက်မတွေ့လို့မဟုတ်လားတဏှာပြတ်တာလားတဏှာပြောင်းသွားတာလားဒါဟာယောဂတို့မှန်ကန်တဲ့ပြတ်မှတ်စွာရှုတဲ့ဉာဏ်အပေါ်ယံကတော့ယောဂတို့ရေမလို့ခြင်းဘူးဆိုရင်အပေါ်ယံပြောလိုက်တယ်မလို့ခြင်းဘူးဆိုရင် तू စွန့်လွတ်တာပဲသူလို့ခြင်းတာရရောအဲ့တော့ဆုံးလို့တယ်မြင်လားအဲ့ဒီလိုမျိုးဆိုပြည့်စင်ပြစ္ဆောက်ဝင်ကောင်းကိုဟောတယ်ဘုရားရှင်တော်မြတ်မိမိကိုယ်တိုင်စတဲ့ဖြစ်တွေ့ဘောဓိပင်နဲ့ရှေ့ပလက်မှာတဏှာတွေ့စင်းရဲကိုတွေ့ဦးနေတဲ့လူတွေတုံ့နေတာအနာရောဂါသမားတွေအော်ဟစ်နေတာသိရမယ့်အခါကျတော့ယောဂတို့ပြင်းပြင်းထန်ထန်ပူပန်နေတာအဲ့ဒီလိုမျိုးတွေတွေ့တဲ့အခါကျတော့အကြောင်းတရားလက်တွေကိုရှာလိုက်တော့တဏှာတွေ့အကြောင်းမလို့တဏှာတွေ့တဲ့အခါမှာမဟာတုတ်တဲ့တရားတော့ကဆုံးလာပြည့်နေပြစ်စိတ်မှန်ရောခုနကတော့ယောဂီတို့နာခဲ့တဲ့အတိုင်းပဲဘုဗ္ဗေဒေဝတံဒိဝသကုညာအတ္တခေယညာအဲ့ဒီအတ္တခေယညာကိုရတဲ့အချိန်မှာတဏှာတွေ့တယ်တဏှာရဲ့လက်ချက်ကြောင့်ဒီစင်းရဲတွေဖြစ်တော်လည်းသိတယ်ချက်ချင်းအဲ့တဏှာကိုပယ်တတ်လိုက်တယ်ဒါကြောင့်မလို့အသောတရားတွေရဲ့ခင်ယံပုံဆုံးကြောင်းကိုရောက်အဲ့ဒီနောက်တွေ့လက်တွေ့တယ်တက်လက်တက်တယ်ဆိုတော့ဘယ်ချိန်မှတက်လဲဆိုတော့ဘောဓိပင်နဲ့ရွှေပလင်မှာဖျားဖြစ်တဲ့အချိန်မှပဲမဟုတ်ဘူးလားဒါကြောင့်မလို့နေကဇာတိတန္တရာတုတ်ကိုဖျားဖြစ်တော်မူချင်းချင်းမှာကျွရင်လိုက်တယ်ဒါကြောင့်အနည်းအားဖြင့်ပြောရင်ချင်းလင်းခေါ်လိုက်ငါမင်းကိုနိုင်ပြီလို့ဒါကြောင့်အောင်ပွဲခံလိုက်တယ်နောက်ထပ်ဖြစ်ခွင့်မရှိဘူးလို့ခြေလင်းခေါ်လိုက်ဂဟကရကားလည်းခန္ဓာမှာဆင်းရဲတွေကိုကျင့်ဖန်များစွာပြုတ်နေတယ်တဏှာယောက်ျားအသိခုတ်သမားနဲ့အသိကိုငါမတွေ့ကြတော့တော့သင်ခြေလေတဲ့အတွက်ကြောင့်ဖြစ်တုံပြတ်တုံတန္တရာမှာပြေးလွှားကျင်လဲခဲ့ရတယ်ပူပန်ခဲ့ရတယ်ဒုက္ခတွေဖန်ဖန်ဖြစ်ခဲ့ရတယ်
ဟာကာရကအခုသိအကြောင်းကိုငါသိပြီဘာညာနဲ့သိတယ်လဲရောသစ္စာဉာဏ်နဲ့သိပြီတဲ့ဒါကြောင့်မို့နာဂဟတိသင်ပြုတ်ကြရတော့တဏှာယောက်ျားပဲ့ကောတမတပ္ပခတ်သိန်းကုန်သောဖာတုကကိလေသာတရားတွေကိုဘက်ကစစ်စစ်ညံ့ညံ့ခြေဖြစ်လိုက်ပြီရိုးဖြစ်တာမဟုတ်တော့ရောက်ကြလို့စစ်စစ်ညံ့ခြေဖြစ်လိုက်ပြီဆိုတော့နောက်ထပ်ဖြစ်ဖို့လွယ်ရမှာမရနိုင်ဘူးအဲ့ဒီကိလေသာတွေကိုထုတ်လုပ်ပေးနေတယ်ဘာဂုရံခန္ဓာရဲ့အဲ့မှာရောက်ကြလို့ဘာသာပြန်တဲ့သူကခန္ဓာအိမ်ခန္ဓာအိမ်ခန္ဓာအိမ်လို့ထွက်ပြတယ်တကယ်တော့ရောက်ကြလို့ဘသူ့ကိုကျိန်းနေတာနော်တဏှာကိုကျိန်းနေတာတဏှာရဲ့လက်ချက်ကဘာတော့ခန္ဓာရဲ့မဟုတ်ဘူးဆင်းရဲဒုက္ခအဲ့လိုသုံးအောင်ခန္ဓာဆိုတော့ရောက်ကြလို့ဒါကံကျွဲလေရှေ့ရပြုတ်တဲ့ကံတိုင်းဒီကိုလောက်ရတာမဟုတ်ဒီကံတန်းကုန်ရင်ဒါသိသွားမှာမဟုတ်အဲ့လိုဆိုလို့ရှိရင်ရှေ့ရကံကြောင့်ခန္ဓာဖြစ်တယ်ခန္ဓာတန်းကုန်လို့ရှိရင်ကံကုန်ရင်ခန္ဓာဆုံးသွားတယ်ဘာဝင်ဆွတ်เสียရှိဘူးဘာလို့ချင်လို့ဒါပေမဲ့ရောက်ကြလို့အဲ့ဒီပုံမှာနှေးပြီးတော့ဆင်းရတာတော့ဒါမတရားဘူးတဘောမကြောက်မညှိညွတ်ဘူးမလျော့ကံဘူးအဲ့ဒါကိုအခုပြောခန္ဓာနဲ့မဆိုင်ဘူးဒါကြောင့်မို့ရောက်ကြလို့ဒီနေရာမှာအဲ့ဒီတဏှာတွေထုတ်လုပ်ပေးနေတယ်အဝိဇ္ဇာကိုဖြိုချလိုက်အဝိဇ္ဇာဖြိုချပြီဆိုတဲ့ရောက်ကြလို့ထင်မှမှားခြင်းဆိုတဲ့အဝိဇ္ဇာမှာအမှန်ဖြစ်သွားပြီဆိုလို့ရှိရင်အတ္တရှိသေးလားမရှိတော့ဘူးဆိုရင်အနတ္တဉာဏ်ဖြစ်သွားပြီအဝိဇ္ဇာကလွတ်မြောက်သွားပြီလွတ်မြောက်ခြင်းဆိုဝိမု ക്തി ဉာဏ်ဖြစ်ပေါ်လာအဘောကသဘောအတိုင်းနေလန့်လို့ရတယ်အဘောကမှအတော့မကတ်တော့ဘူးအဘောကမှသွားပြီးအလုံးချုပ်တော့အဘောကထက်ခါလာကြည့်စရာအကြောင်းမရှိတော့ဘာဖြစ်လို့လဲဆိုတော့ပြုတ်ဝဲကိစ္စဖြစ်တဲ့တဏှာကုန်ခန်းချုပ်ငြိမ်းပြီဆိုတော့ဘာထက်လို့ရှင်းရချုပ်ငြိမ်းပြီဆိုဘာထက်လို့လုံချင်တာဝတ္တနာဖြစ်ခြင်းသဘောအဲ့ဒီဖြစ်ခြင်းကိုမြင်တယ်မြင်တာပုဂ္ဂိုလ်တ attva မြင်တဲ့လူရှိနေတယ်မြင်တဲ့လူမရှိဘဲနဲ့ရောက်ကြလို့ဒီဖြစ်ခြင်းကိုမြင်တယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်မရှိဘဲမြင်ပုဂ္ဂိုလ်မရှိဘဲနဲ့မျက်စိကရောက်လေတွေကမရောက်ပြီးမြင်တာမျက်စိရှိတယ်ဆိုရင်ပုဂ္ဂိုလ်ရှိရမှာပုဂ္ဂိုလ်ရှိတယ်ဆိုကြည့်တယ်လူရှိရမှာကြည့်တယ်လူရှိဆိုရင်အဲ့ဒီလူကရောက်ကြလို့အဝိဇ္ဇာပဲမြတ်စွာဘုရားရှင်တရားအဲ့လိုမဟုတ်ဘူးရောက်ဒီဝိဇ္ဇာကထုတ်လုပ်နေတာဟာကိလေသာကထုတ်လုပ်နေတာဆင်းရဲဘယ်ပုံမှာပြီးဖြစ်သွားတာလဲဒီသဘောဖြစ်စဉ်ပေါ်မှာပြီးဖြစ်တယ်ငါရဲ့စိတ်ဟာငါဆိုတာရောက်တော့တုံးနှောင်းထားတာအဲ့ဒီစိတ်ဟာဝိတ္တကရံပြုပြချင်းကင်းသောဝိမု ക്തി နိဗ္ဗာန်ကိုခေတ္တဆက်ရောက်နိဗ္ဗာန်ကိုဆက်ရောက်ပြီတဏှာတို့ရဲ့ခရံကုံကြောင်းဖြစ်သောအရဟတဘုံကိုရောက်ပြီယာယံတဏှာအကျင့်တဏှာအဝိကာဆိုတာဘဝဆိုတာကရောက်ကြလို့ဒီခန္ဓာ၅ပါးတစ်ခုတည်းကိုပြောတော့ဒီရှင်တဲ့ခန္ဓာ၅ပါးနဲ့အဝိဇ္ဇာပါတဲ့အတွက်ကြောင့်ရောက်ကြလို့အချင်းအနေအသိမင်းနေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတစ်ခုလုံးကိုဘဝယန္တနာအကျဉ်းနာဟာဘဝကိုပေါ်တော်ပွေးကတိုးပွားအောင်လုပ်တယ်ဆိုတာရောက်ကြလို့ထပ်ပြီးတော့မူးပွားတာဇာတိဖြစ်တာကိုပြောတော့မဟုတ်ဘူးဦးဇင်းအဖွင့်တစ်ခုပြောပါနော်ဒီတဏှာဟာဘဝကိုတိုးပွားအောင်လုပ်တယ်ဒီတဏှာဟာဘဝတက်ကိုလုပ်တယ်နှစ်မျိုးဘယ်ဟာရတာဘုရားကြတယ်ရုပ်လို့ဆိုတော့ဘုန်းကြီးကြိုက်လိုက်ပြောတယ်နှစ်ခုလုံးကစဉ်းစားမှာဟုတ်တယ်ရုပ်လို့အကျက်ပြောစရာမလိုရတာဘုရားကြတာကိုလက်ခံအခုတဏှာဖြစ်တယ်အခုတဏှာနန္ဒီရာဂနန္ဒီနှစ်သက်ခြင်းရာဂတတ်မဲ့ခြင်းယောဂီတို့ရှိမှာအကုန်လုံးဦးဇင်းတို့ရှိမှာအကုန်လုံးရှိတယ်နှစ်သက်ခြင်းတတ်မဲ့ခြင်းရာဂတဏှာဟုတ်ပြီနော်အဲ့ဒီတဏှာကတဲ့ဘောနောဝိကပါဠိတော်မှာဘဝကိုတိုးဝါးစေတယ်ဘဝအသစ်ကိုဖြစ်စေတယ်ခေယယူမှာကဲတစုံတွေတော့သူကမဟုတ်ဘူးခေယတပြည့်တော်ဖွဲ့တာဒီတဏှာဟာနောင်ဘဝကိုဖြစ်စေအရင်တဏှာကအခုဘဝကိုဖြစ်တယ်အခုတဏှာနောင်ဘဝကိုဖြစ်စေတယ်ယူတယ်
ယောဂီတို့ကအခုတဏှာအခုဘဝကိုတိုးဘောအောင်လုပ်တယ်ဒိဋ္ဌိနောက်တစ်ခုကဘာလဲအခုတဏှာနောက်ဘဝကိုဖြစ်တယ်အဓိပ္ပာယ်နှစ်ခုကဲပထမအဓိပ္ပာယ်အခုဘဝကနောက်ဘဝကိုတိုးပွားစေတယ်ဆိုတော့ဦးဇင်းတို့စဉ်းစားမှန်လက်ခံမှာပဲအခုဘဝဟာနောက်ဇာတိကိုဖြစ်စေတယ်အခုတရားစမ်းနေမှာတဏှာဆိုတဲ့လောဘဒေါသမောဟကင်းချုပ်အောင်အထုတ်နေတာမဟုတ်လားတဏှာချုပ်အောင်လုပ်နေတာမဟုတ်လားဒါဆိုရင်တဏှာချုပ်အောင်ဘာလို့လုပ်လဲဆိုရင်နောက်ဘဝမဖြစ်အောင်လို့သူတို့ဖြေကြဟုတ်လားမဟုတ်လားဒီခန္ဓာမရအောင်လုပ်နေတာလေဒီတဏှာနောက်ဘဝကိုဖြစ်စေတယ်ဆိုလို့ရှိရင်အခုတဏှာချုပ်အောင်လုပ်နေတာဟာနောက်ဘဝမဖြစ်အောင်လုပ်နေတာ ਨੇ အတူတူပေါ့နားရှုပ်သွားလို့လားဦးဇင်းပြောတာနားရှုပ်လို့ဒီတဏှာနောက်ဘဝဖြစ်စေတယ်ဆိုဒီတဏှာချုပ်အောင်လုပ်နေတာနောက်ဘဝမရအောင်လုပ်တာ ਨੇ အတူတူပေါ့လို့ပြောတာရှုပ်လို့လားအဲ့ဒါဦးဇင်းကမေးမယ်လို့ပြောတာအခုတဏှာချုပ်အောင်လုပ်နေတာနောက်ဘဝကိုရသေးလားမရသေးဘူးမရတော့ဘူးလားအခုအားထုတ်တာအနှစ်20ရှိပြီဆိုလို့ရှိရင်အခုအားထုတ်တဲ့ရဆိုလို့ရှိရင်နောက်ဘဝရသေးလားမရတော့ဘူးလားအဲ့ဒါသိတယ်အဲ့ဆိုနောက်ထပ်ဘယ်လောက်ဆက်အားထုတ်အောင်လဲတဏှာကိုနောက်ဘဝမရအောင်ဒါဆိုဒီဘဝထဲမှာရမယ်မရမှာမပြောနိုင်ဘူးပြောနိုင်တဲ့လူပေါ်ပြီလားဒါကဘယ်အဖွဲ့မပြောတာလဲယခုတဏှာနောက်ဘဝကိုဖြစ်စေတယ်ဆိုတဲ့အယူဆဒီအစွမ်းနဲ့ဖြစ်တော့ဦးဇင်းတို့ကျင့်တော့ကျင့်တယ်နောက်ဘဝရတယ်မရတယ်ဆိုတာသိတယ်နောက်ထပ်ဘယ်လောက်ဆက်ကျင့်ရမလဲဆိုတာလဲကျင့်တော့ကျင့်တာပေါ့နော်တချို့တော့ပြောကြတယ်အထုံပေါအောင်ကျင့်တာဒါဆိုရင်မသိကြတော့ရတာမရတာပါထားတယ်ကိုလုံးချက်ရှိတာကိုယ့်မလုပ်လို့ပြောတယ်ယောဂီတို့ဦးဇင်းတော့ဝါဒနာမပါဘူးရမှလုပ်မရရင်မလုပ်ရတာမရတာပါထားဆိုလို့ရှိရင်ယောဂီတို့ဆက်တာမဆက်တာပါထားဦးဇင်းပတ်စံချီခြင်းတယ်အဲ့ဒါဆိုဆက်ခြင်းလို့ဆက်မဆက်လို့ရချီးတဲ့မှာပတ်စံသေချာမှလုပ်မှာပေါ့ယောဂီတို့ရတာမရတာပါထားဆိုတော့မဖြစ်ဘူးလေဟုတ်တယ်မလားယောဂီတို့ရတဲ့လမ်းကိုရှာမှာပေါ့သေချာမှလုပ်မှာပေါ့တစ်ချက်ဆွေးနွေးအောင်ဒီတဏှာဟာဒီဘဝကိုပဲတိုးပေါအောင်လုပ်နေတယ်မွေးကင်စားတွေကမွေးလာတာပညာမတတ်တဲ့လူကပညာတတ်အောင်လုပ်တယ်ကာမပိုင်တဲ့လူကပိုင်အောင်လုပ်တယ်ယောဂီတို့ကိုယ့်ဘဝတိုးတက်အောင်အမြဲတမ်းလုပ်နေတာမဟုတ်လားဘယ်သူကလုပ်နေတာဒါညင်းလို့မရဘူးအဲ့ဒီလိုပဲတိုးတက်အောင်လုပ်နေတာပဲအိုမင်းမစွမ်းဖြစ်တိုင်းတော့မှယောဂီတို့တက်တော့တက်တာနေအောင်လုပ်တယ်အခုအားထုတ်နေတာလေယောဂီတို့ဘောဘူးကောင်းလုပ်နေတာအပိမကြောက်အောင်လုပ်နေတာနောက်ဆုံးတော်တော်ပြောင်းလုပ်နေတာဘယ်သူကခိုင်းတာတော့နာမဲဆုံးနတ်တော်ဖြစ်ရမယ်လေဘယ်သူကခိုင်းတာတော့ဒါကိုသိရင်ကျင့်တတ်ဒါဆိုလို့ရှိရင်ယောဂီတို့အဲ့ဒီတဏှာဟာနောက်ဇာတိကိုဖြစ်အောင်လုပ်နေတာလားအခုဘောတိုးပေါအောင်လုပ်နေတာညင်းလို့ရမှာအဲ့ဒါဆိုရင်ဆက်နာပြနောက်ပြီးတော့ယောဂီတို့မြတ်စွာဘုရားရှင်ကလည်းဣဋ္ဌဓမ္မောအကာလီကောဟောတယ်ဒါဘာမှလဲဆိုတော့ယောဂီတွေတရားကုံတော့မဟုတ်လားဣဋ္ဌဓမ္မောအခုခံစားတဏှာပြရင်ချင်းဆင်းရဲကင်းမယ်တဏှာရှိရင်ဆင်းရဲရှိမယ်အဲ့ဒါဘယ်တော့ခံစားမှာဣဋ္ဌဓမ္မောအကာလီကောအခုတဏှာကြီးအခုဆင်းရဲအခုတဏှာပြအခုချမ်းသာဒါဆိုရင်အကာလီကောမဟုတ်လားဒါဆိုတရားကဒေါ်ကုံတော့ကြိုက်လားမကြိုက်ဘူးလားဒါဆိုရင်ဦးဇင်းတော့ဘယ်ဖွင့်ကိုယူရမှာအခုတဏှာဟာအခုဘဝကိုတိုးပေါအောင်လုပ်တယ်မယ်အခုတဏှာဟာနောက်ဇာတိကိုလုပ်တယ်ဆိုတဲ့အယူဆမှာဘယ်အောင်ယူရမှာဒီထဲမှာတွေ့ဝင်နေတဲ့လူရှိအယူဆကိုရှင်းအောင်လို့မလုပ်လို့ချင်းအဲ့ဒါဆိုရင်ဦးဇင်းကတွေ့ဝင်နေအခုမေးတော့မယ်အခုဘာလုပ်မှာလဲဒီတဏှာဖြတ်ပြီးရင်ဘယ်တော့ရမှာလဲလို့မေးစီမယ်အခုပဲမေးတော့မယ်နောက်မှရမယ်နောက်မှအကျိုးရမယ်ဆိုတာယုံကြည်လားအခုဒိဋ္ဌဓမ္မောအကာလေးကောအိဟိတတိကောဆိုတာရှိသေးတယ်ယောဂီတို့မေယုံကြည်နဲ့လာကြည့်ပါဆိုတော့ဖိတ်ခေါ်သေးတယ်ယောဂီကဲကြည့်အောင်ယောဂီတို့ဒါဆိုရင်ယောဂီတို့ကတန်တရားရှိသေးတယ်ဆိုရင်ရှင်အမိဝမ်းမှာလှုပ်တာဘယ်သူတက်လှုပ်တာမိခင်တက်လှုပ်တာလားမိခင်ဝမ်းတောင်လှုပ်ပေးတာအဲ့ဒီထဲယောဂီတို့အဲ့ဒီတဏှာနော်ကိုတက်တောင်လှုပ်နေမွေးလာတယ်ယောဂီတို့အဲ့လိုအနှင်းကိုကန်ထုတ်တက်တောင်လုပ်တယ်ဘယ်သူတက်တောင်လုပ်တာ
အဲ့ဒါဘဝတဏှာရောက်လို့ဟုတ်ပြီနော်ရောက်လို့အခုမိခင်ရဲ့နို့ဆိုဒီမိခင်ကိုသိမ့်ပိုက်တယ်သူခြားတဲ့ချိန်မှာစွတ်လို့ရအောင်ရောက်လို့သိမ့်ပိုက်တာသူ့ကိုသိမ့်ပိုက်တာမဟုတ်လားအဲ့တော့ငါမိခင်ဆိုသိမ့်ပိုက်တာရောက်လို့အဲ့မိခင်ရှိရနဲ့နှိုက်ရမှာလေယူရမှာလေကြီးတဲ့အထိအခုယူတော့မဲ့လေမိဘရှိရအဲ့ဒါကြောင့်သိမ့်ပိုက်တာမဟုတ်လားမိခင်ကိုချစ်တယ်လားကိုယ့်ကိုချစ်တယ်အဲ့ဒါဘဝတဏှာအဲ့ဒါဘဝတိုးပွားတယ်ဆိုတာအခုတဏှာအခုဘဝကိုပဲတိုးပွားအောင်လုပ်တယ်ဆိုတဲ့အခွင့်အရေးမှန်နေတာပေါ့ဟုတ်ပြီလားရောက်လို့အဖေတို့လည်းသိမ့်ပိုက်တယ်မိသားစုတွေလည်းသိမ့်ပိုက်တယ်ကိုယ့်အတွက်လေဟုတ်ပြီလားရောက်လို့ကိုရတဲ့ပစ္စည်းတွေလည်းရောက်လို့သိမ့်ပိုက်ထားတယ်ကိုယ့်အတွက်လေအခုပညာသင်တာလည်းကိုယ့်အတွက်လေကိုလုံစားလို့ရအောင်လုပ်ပါတယ်ဒါကြောင့်မလို့ရောက်လို့အဲ့ဒီဘဝကိုတိုးပွားအောင်ပညာတတ်ဖြစ်အောင်လုပ်အောင်အထီးဖြစ်အောင်လုပ်အောင်အဲ့လိုမျိုးတဏှာကဖန်တီးတယ်တဏှာဒီတဲ့မကသေးဘူးရောက်လို့ကာမဂုဏ်အာယုံအတွက်ဘဝကိုမှီးပြီးတော့မြင်မှုကြားမှုနာမှုရကတမ်းမှုဆိုတဲ့ကာမရာဂတဏှာကိုသူဖန်တီးပေးတယ်လေအဲ့ဒါကြောင့်အိမ်အောင်ကြသွားအိမ်အောင်ကြသွားတော့ရောက်လို့သားတဲ့သမီးတွေမဖြစ်တော့ဘူးအဲ့ဒါကြောင့်လည်းသူတာရတယ်လေတာရတော့လည်းရောက်ဒီတိုင်းနေလို့မရသေးဘူးလေပြည့်စုံအောင်ကုံလုံးအောင်ဩဇာရှိအောင်ရောက်လို့ထပ်ပြီးဖန်ဆင်းတယ်လေမင်းမစွမ်းဖြစ်ပြီးတော့လူမမာသက်ဖြစ်တော့ဘူးအဲ့ကြတော့လည်းရောက်ကြတယ်တဏှာဘာပြောတယ်ကိုယ့်ဘောကိုယ့်ပေးဘောအမှန်ကလည်းရောက်ကြတော့ကံတွေကိုမြင့်ပေးနိုင်တဲ့ရရချင်နိုင်တဲ့ဆရာတွေရှိရင်ရှာပေါ့ဟုတ်လုပ်ပေးနိုင်တဲ့ဘုန်းကြီးတွေရှာပေါ့ကိုလို့မရဘူးလားမင်းကခိုင်းကိုပေါ့နောက်ဆုံးမှရောက်ကြတော့မဖြစ်ပြန်သေးရမယ်ဆိုတော့လေအသေးကောင်းနဲ့သေးအောင်လုပ်အောင်အဲ့တော့အသေးကောင်းနဲ့သေးအောင်မနာအောင်ဘယ်လိုလုပ်အောင်ဘာတစ်စေးတွေရှိတယ်ဟုတ်ပြီလေသေးပြီးရောအသေးပြီးရင်လည်းနတ်ပြောင်လုပ်အောင်လေနတ်ပြောင်ဘယ်လိုလုပ်ပေးနိုင်လဲဘယ်ဘုန်းကြီးလုပ်ပေးနိုင်ပြောထားတာရှိတယ်ဘာရှင်သင်္ကန်းကန်တန်ခါကထင်သင်္ကန်းကန်နတ်ဖြစ်တယ်လို့ပြောတယ်အဲ့တော့ဘယ်သင်္ကန်းတိုက်ကောင်းလဲအဲ့သင်္ကန်းတိုက်ကိုစာချုပ်ချုပ်လိုက်ဝါဒနာပြီးသွားလားပြီးသွားရင်နောက်ဆက်ပြီးခြေလေသွားတယ်မှာတန်တရာတစ်ချောင်းလုံးခြေလေသွားအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ချုပ်လိုက်တော့ဒီတဏှာဟာနောက်ဘဝကိုဖြစ်အောင်လုပ်နေတာလားအခုဖြစ်ဖြစ်နေဒါကိုဥစွာသိအောင်လုပ်အောင်လေကာမတဏှာကိုကြည့်အောင်အဲ့ဒီကာမတဏှာကဘဝရုပ်ဝေဒနာပညာသင်္ခါရဝิญဉ္ဇခန္ဓာ၅ပါးမှာမှီးပြီးတော့အာယတနာတွေအကြည့်တက်တွေပေါ်လာတယ်လို့ရတာနဲ့စတာပြီးတဲ့အခါကျတော့ယောဂတွေမာသနာသင်္ခါတုတ်အယုတ်တွေနဲ့ဆောကစားတယ်အဲ့လိုနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်ဒီနုဘရဲ့အာယုန်တွေကိုပြတ်တက်လာမကြိုက်တဲ့အာယုန်တွေမှာဒေါသထွက်တယ်အယုတ်တွေကိုကင်ပေါက်ပြတ်တယ်နှစ်တဲ့ဘွယ်အာယုန်တွေမှာအော်ဟစ်ပြီးကစားတယ်ဣတဝါဖြင့်တဲ့တတ္တဝါဟာကျင်မြောင်သောတဏှာရဲ့ဖန်ဆင်းမှုနဲ့နှစ်တဲ့တဏှာရဲ့သဘောကြောင့်လောဘနဲ့အလိုလိုက်ခြင်းအလိုတိုင်းမဖြစ်တဲ့အတွက်ကြောင့်ယောဂတွေစိတ်ဆိုးခြင်းအဲ့တို့အားဖြင့်ယောဂတွေပေါ်ပေါက်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကနေပြီးတော့တတ္တဝါတို့ဟာအရင်ကအားဖြင့်အဲ့အဝိဇ္ဇာဝါယကတဏှာကိုမှီးပြီးတော့ကာမတဏှာအဲ့ဒီကာမတဏှာနဲ့သင်္နေရှားရှားနေတူကအဲ့ဒီအာယုံကိုပဲရှားကျမ်းသွားတယ်ဒါယောဂတွေကျမ်းမာနေတဲ့အချိန်မှာကာမတဏှာဥသိတယ်မကျမ်းမာတဲ့အချိန်မှာဘဝတဏှာဥသိတယ်မကျမ်းမာတဲ့အချိန်ဆိုတာငရေသူတွေလည်းရှိပါတယ်ငရေတဲ့သူတွေယောက်ျားပဲဖြစ်မိန်းမပဲဖြစ်မကျမ်းမာတော့ဘူးဆိုရင်ပြင်ကျင်စိတ်စင်ကျင်စိတ်ရှိသေးလားသူဘာပဲဖြစ်ချင်အသက်ငယ်ငယ်ရွယ်ပဲရှိသေးတယ်ရုပ်တယ်အရင်တော့ကြည်ကောင်းရှုကောင်းလှလှပတ်တာပေါ့အဲ့တော့ကင်ဆာဖြစ်သွားတော့ခေါင်းကစပင်းနဲ့ကျွတ်အစာမဝင်တဲ့ခါကျတော့ရုပ်လို့ရအရင်ပြားတွေလည်း6ကတ်သွား6ကတ်တော့ရိုးပေါ်အေးတင်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတော့ तू ကအရင်လိုလှကျင်ပတ်သိရရှိသေးလားကာမဂုဏ်အာယုံရောရှိသေးလားဘာအာယုံရှိသက်တာခြင်းနဲ့ယောဂပျောက်ခြင်းနဲ့ကဲယောဂပျောက်ပြီးတော့
အစားတော့လည်းဝင်သွားပြီးတဲ့အာရင်ခွန်အားတွေလည်းပြည့်လာပြီဆိုတော့လတ်တပတ်တနေခြင်းမြန်တယ်အဲ့တော့ကာမတဏမောဟတဏအဲ့ဒါလိုဖြစ်နေမဟုတ်လားဒါကြောင့်မလို့ချုပ်ပြီးပြောလိုက်တာကျမ်းမာနေတဲ့အချိန်မှာကာမတဏကာမရာဂတဏဟာဥသိတယ်မကျမ်းမာတဲ့အချိန်မှာဘောရာဂတဏဥသိတယ်စိတ်အလိုတိုင်းတစ်ခုမှမဖြစ်တော့ခါဝိဘောဒနာကဥသိတယ်။ဒါရှင်ကာမတဏကိုပြောတယ်။ကာမတဏကြောင့်ဆင်းရဲရတယ်။မျက်မှောက်ဆင်းရဲတယ်။အတိပခတ်တယ်။ဂုံတိခါငွေကြီးစီးပွားစစ်စိမ်ကာမတဏကြောင့်ပြုတ်ပြုံးသွားတယ်။မိသားစုဂုံတိခါတွေပါဆင်းသွားတယ်။ဒါကြောင့်မလို့အဲ့ဒီကာမတဏကိုမြတ်စွာဘုရားရှင်ကအမေယဥပမာတတ်တဲ့ဥပမာမြမီးရှုဥပမာတန်လျက်ဥပမာမွေဥပမာတွေနဲ့ဟောတယ်အဲ့ဒီလိုဟောပြတဲ့အခါကျတော့ကာမတဏအတွက်အသက်တွေပေးလိုက်ရတယ်ကာမတဏအတွက်ရုပ်တွေဂုဏ်သိက္ခာတွေပေးလိုက်ရတယ်အဲ့ဒီကာမအတွက်ဂုဏ်သိက္ခာတွေအရှက်သိက္ခာတွေပေးလိုက်ရတယ်နောင်တရသွားရောလားအိမ်တော်တစ်ခုပြတ်သွားတယ်တန်ဝေကတွေရပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေဖြစ်သွားတယ်ဥစဉ်ထင်ပါတယ်ခဏပါနောက်အိမ်တော်ဖတ်ပြတာအဲ့ဒီပထမအိမ်တော်လည်းတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးတော့ရုပ်တွေနော်အခုပဲသီလရှင်ဝတ်တော်မယ်အခုပဲဘုန်းကြီးဝတ်တော်မယ်ဆိုပြီးတော့ဖြစ်နေတာကြာလာတော့လည်းရုပ်တွေပြန်ပြီးအိမ်တော်ပြစ်လိုက်တာဘာဖြစ်လို့လဲဘယ်အကြောင်းဖြစ်လဲအဝိဇ္ဇာအတ္တဘောရာဂတနာရှိတယ်ရုပ်အဲ့ဒီအရင်ကရှိနေမျိုးစိတ်မချတနေ့ပုံတနေ့ပြန်ပေါ့အဲ့ဒီအဝိဇ္ဇာဘောရာဂတနာရှိနေစိတ်မချဘာလို့စိတ်မချလဲအကြောင်းမတွေ့သေးဘူးလို့ပြောတယ်အဲ့တော့အဲ့ဒီတဏှာကိုတုတ်တင်ထားတဲ့သူကစိတ်ချဒါကြောင့်လည်းမြန်စွာဘုရားရှင်ကနေပြီးတော့ကာမတဏရဲ့ဆင်းရဲပုံအနှိမ့်ဆက်ခံရပုံခဏခဏပြန်ဖြစ်တော့သင်္ခရတောကိုခဏခဏပြန်ဖြစ်ညှိတွယ်နေတာပယောဂထောတာညှိနေဘယ်မှာညှိတာရုပ်မှလားစိတ်မှဘယ်လိုညှိလဲပြောပြအဲ့ဒီအာယုန်တွေမှာတတတာဖြစ်တယ်မတိမတန်တွေးတယ်မိအနေနဲ့လှုပ်ဆော်နေတယ်ဒိဋ္ဌာနာထောလှုပ်ဆော်ပယောဂထောကတ်တယ်အဲ့လိုနဲ့ယောဂီတို့အာယုဟနာထောဆိုတာဘာလဲလဲယောဂီတို့အဲ့ဒီအာယုံကာမဂုဏ်တွေကိုစုဆုံးထားတယ်ဘုန်းတော်မှာကြည့်လိုက်တရားတွေစုထားတာတစ်ချက်နဲ့စုထားတာသူ့ကြိုက်တယ်အဲ့လိုဆိုစုဆုံးထားတဲ့သဘောမရှိဘူးလားဘာအတွက်တော့တဏှာအတွက်ဒါဆိုစိတ်ချဒါကြောင့်လို့ဒီတဏှာကိုအကြောင်းပြုတ်ပြီးတော့ဒီဒုက္ခတွေလူငွေဒုက္ခတွေပဋိက္ခတတွေစိတ်ဆင်းရဲတွေကိုယ်ဆင်းရဲတွေအဲ့လိုမျိုးတွေများစွာသောလောင်နိုင်မှုတွေဖြစ်မယ်လို့သိထားတယ်ဒီဟာကိုရောက်လို့လုပ်ဖို့ဝန်လေးလာဆင်းရဲကိုမသိနိုင်ကလပ်ပလောချမ်းသာလို့အဲ့လိုထင်ဒီလိုကြည့်ရတာဒီလိုတွေ့ရတာဒီလိုခံစားရတာကိုချမ်းသာလို့ထင်တယ်အဲ့လိုချမ်းသာလို့ထင်နေတဲ့မြတ်ကလပ်ပလုံးအဲ့ဒီကာမရာဂတဏှာကနှုတ်ဆော်တဲ့မြတ်ကလပ်ပလုံးသူဟာဒီနေ့မဆင်းရဲလည်းနောက်နေ့ဆင်းရဲဟုတ်ပြီလားယောအဲ့ဒါကတော့ယောဂတွေခုနကတော့ကြမ်းမာနေတဲ့သူနော်အဲ့ဒီကာမဂုဏ်အာယုန်တွေကိုယောဂတို့ခံစားနိုင်တဲ့အခြေအနေရှိတဲ့သူကိုပြောတာအသက်ရွယ်နဲ့မဆိုင်ဘူးတော့တချို့ကယောဂတို့အသက်ကြီးကြမ်းမာလာရင်လည်းကာမရာဂတဏှာရှိတာအသက်ရွယ်ကြီးတဲ့ခါကျပိုတော့ပြင်းပြင်းသေးတယ်ယောဂတို့ဒါသူ့အချိန်မှာကိန်းကုန်နေတဲ့ကာမရာဂတဏှာမဟုတ်ဘူးလားအသက်ကြီးမှယောဂတို့ရဲ့ရှိုးနဲ့မောနဲ့ဘောင်းမင်းနဲ့အုပ်ထုံးနဲ့ကဲအုပ်ထုံးနဲ့အဲ့လိုမျိုးအမှန်တော့မဟုတ်ဘူးမနဲ့လမ်းလျှောက်တလို့လို့ဘာလို့လို့နဲ့အသက်ကြီးမှအဲ့လိုဖြစ်ပြီအမှန်တော့မဟုတ်ရှုပ်ထုတ်ဒါဆိုရင်သူစိတ်မှာရုပ်ကလေးအဲ့ဒီကာမတဏကပ်နေလားအဲ့တော့စိတ်ချပါဒီတဘောကိုမြင်နေဆိုလို့ရှိရင်ဒါအန္တရာယ်ပဲလို့သိထားရင်ဒီဝိဒုက္ခကဒီဒုက္ခတွေကလာမဲ့ဖြစ်ပေါ်လာမဲ့မိတောင်မင်းလျံလူမှုဒုက္ခတွေကရှောင်ကွင်းလို့မရဘူးအဲ့ဒါကိုသစ္စာတရားရဲ့အကျိုးကျေးဇူးပဲဒါကြောင့်မလို့လေရုပ်ကလေးမြတ်စွာဘုရားရှင်မကနေနုနာဆွဲနေတဲ့ယောက်ျားဟာနုနာတွေရှိတယ်နုနာဆွဲနေတဲ့ယောက်ျားအဲ့ဒီအနာဝါကိုလက်သေးနဲ့ကုတ်ဖယ်တယ်အဲ့ဒီလိုလက်သေးနဲ့ကုတ်ဖယ်တဲ့အတွက်ကြောင့်ကုတ်ဖယ်ပြီးတော့အဲ့ဒီနာကိုမီးကြည်စုမှกินတယ်အဲ့ဒီလိုမီးကြည်စုမှกินတဲ့အတွက်ကြောင့်အနာဝါတို့ကလည်းစက်စပွေအနက်နေနဲ့ပြည်သွေးတွေရုပ်စီးကြလာတယ်
အဲ့ဒါလိုရည်စည်းကြလာတဲ့ခါကျတော့အရာပြေကုတ်ဖက်ခြင်းကြောင့်အနည်းငယ်သက်သာရရတယ်တဲ့အဲ့ဒါလူနာတဲ့အတွက်စိတ်ပဲစီးစိမ်ပဲတဲ့မဂ္ဂဏီတဲ့ထုံးနည်းတူပဲငါးပါးအယံကံမကုန်တဲ့တတ်မဲ့သောဘဝတဏှာသည်ကာမတဏှာသည်ဟူသောဆာလောင်ခြင်းပူလောင်ခြင်းကိုတိုးပွားစေတဲ့ကာမတဏှာကိုကိမ့်ဝတ်တာတယ်အဖန်ဖန်မှီဝဲတယ်နိဒာနထောအာယုဟနာထောတန်ယောဂထောကညင်နေတယ်နိဒာနထောအဖန်ဖန်လှုပ်ဆော်ပေးတယ်အဲ့ဒါလိုလှုပ်ဆော်ပေးတယ်ဆိုလို့ရှိရင်ယောဂီတို့ကာမတဏှာဘယ်လိုဖြစ်လာလဲအားကောင်းလာတယ်အားကောင်းလာရင်ဆာလွန်ခြင်းမွတ်သိခြင်းမခံမြတ်နိုင်ခြင်းဖြစ်လာတယ်ထောက်ရတိရဣန္ဒြေပါမထိနိုင်ဘူးအယူတပွဲဖြစ်လာတယ်ဒါဥစဉ်ဟောနေတာတွေအပြင်မလစ်လက်ကြည့်လိုက်ဥက္ကိုလည်းကြည့်လိုက်ကာမတဏှာဆောင်းလာတဲ့အခါပူလောင်မှုတွေပြင်းပြတဲ့အခါယောဂီတို့ရင်ထဲမှာတလက်လက်ခြေလက်တွေပါတုပ်တယ်ကာမဂုဏ်မခံစားရလို့တစ်ခုခုအာယုံမခံစားရလို့စိတ်တွေကတိုးလာအတိညာမှာအမှန်မှန်ကြတယ်အဲ့ဒါလိုကြာပြီးတော့ယောဂီတို့အဲ့ကာမတဏှာဘယ်ကိုတွန်းပို့နေတော့ပြဿနာရှိတွန်းပို့နေတာယောဂီတို့ပြဿနာဖြစ်တော့မယ်ကာမတဏှာဒီဟူသောပူလောင်ခြင်းဆာလောင်ခြင်းတိုးပွားစေတယ်ဒါပေမဲ့လေယောဂီတို့မြတ်စွာဘုရားရှင်ကာမဂုဏ်ကိုမတန်ရဘူးလို့ပြောတော့မဟုတ်နော်အနည်းငယ်တန်ရမယ်ညားစွာသောဆင်းရဲဖြစ်မယ်အဲ့ဒါဆိုတန်မမတန်ဘူးယောဂီတို့ဥစဉ်အမြင်တော့မတန်ဘူးတန်တယ်လို့ထင်တဲ့လူတွေရှိတာတိမ်ပေါင်တောင်းတဲ့ခြေပြီးတင်တောင်းတာတွေရှိတယ်ရွှေပစ်တဲ့ချိန်9ပိတ်တာ6ပိတ်တာအချိန်30တင်တောင်းတာတွေရှိတယ်ဒါပေမဲ့မတန်ဘူးတန်လို့လားဘာထူးလို့ထူးလို့ကိုမတန်တာယောဂီတို့ဒါဘယ်သူကလှုပ်ဆော်တာတော့တန်ဖိုးဆိုတာနှက်သက်တဲ့ပုံမှာမူတည်ဖြစ်တာပဲနှစ်သက်လေတန်ဖိုးကြီးလေပိုးပြီးနှစ်သက်လေတန်ဖိုးကြီးလေယောဂီတို့ဒါကြောင့်လို့ပိုးပြီးနှစ်သက်တဲ့ပစ္စည်းကိုအာမခံကုမ္ပဏီထားရင်ယောဂီတို့ percentage ပုံများတယ်သူနှစ်သက်လေတန်ဖိုးကြီးလေဒါကြောင့်မလို့လေယောဂီတို့ကာမဂုဏ်ဟာအဲ့လိုမျိုးချစ်လေတယ်အမှန်တန်ဖိုးမရှိပါဘူးအမှန်စင်စစ်ကတန်ဖိုးမရှိဘူးမြတ်စွာဘုရားရှင်စကားနဲ့ပြောရင်ချီတော့ပဲမြတ်စွာဘုရားရှင်ကငါးပါးအာယုံကာမဂုဏ်တွေအနည်းငယ်သောချမ်းသာရတယ်များစွာသောဆင်းရဲခံစားရမယ်တဲ့ယောဂီတို့ဒါကျမ်းမာနေတဲ့အချိန်ပတ်စံရှိနေတဲ့အချိန်ပြောတာမကျမ်းမာတဲ့အချိန်ကျတော့ခုနကတော့ငငယ်ရွယ်လှလှပတ်တမကျမ်းမာတဲ့အချိန်ကျတော့ဘာဖြစ်သွားတော့အဲ့ဒီအာယုံတွေရှိသေးလားရှိပါဘူးအဲ့ဒီမကျမ်းမာတဲ့အချိန်မှာကင်ဆာဖြစ်တဲ့ချိန်မှာယောဂီတို့Facebook တွေပါကြည့်သေးလားရုပ်ရှင်တွေပါကြည့်သေးလားကင်ဆာဖြစ်နေတဲ့လူကြောင့်ငကြက်နဲ့တချင်းနာတော့မတွေ့ဘူးလားသူဘာခံစားနေရတော့ဝေဒနာခံစားနေတဲ့ရုပ်တွေညှို့နှင်းချက်ကပါတော့ငါပဲတော့အသက်ရှင်မလို့ယောဂီတို့အကုန်လုံးဟာဒီနေရာဒီဂိတ်ကိုဖြတ်အောင်အဲ့ဒီဂိတ်ကယောဂီတို့ဘယ်ဆောက်နေတော့ဘဝရာဂတနာဆောက်နေတယ်အဲ့ဒီကနေချက်တယ်ဒါကြောင့်မို့ဘဝရာဂတနာကယုတ်ဝေဒနာပညာသင်္ခါရဝိညာဉ်တွေဟူသောဒီခန္ဓာ၅ပါးခိုင်မြဲတာတည်တတ်တာကိုလိုချင်တယ်ခိုင်မြဲတယ်တည်တတ်တယ်ဆိုတာအသက်ရှင်ခြင်းအနာမဲ့တယ်လို့ပြောတာမမျက်စိဘူးတဲ့တည်တတ်နေတယ်ဘေးရင်ကပြောထားတယ်အသက်60တိရှင်ပဲလို့ပြောတယ်အဲ့ဒီဘေးရင်ဆရာကိုတအားကြိုက်တာအဲ့ဒီဘဝယကန္တနာအဝိဇ္ဇာဘယ်ကစလာလဲဆိုတော့ခုနကဦးဇင်းတို့ဇာတိပိဒုက္ခမှာဟောပြီးတော့အဲ့ရစတာပဲနော်တဏှာဘယ်ကစအမိဝမ်းမာတဲ့အဝိဇ္ဇာဝင်တဲ့အသက်ဝိညာဉ်ဝင်တဲ့စတာဒါကြောင့်မလို့တဲ့ယောဂီတို့ကြီးအသက်ဝိညာဉ်ဝင်လာတဲ့ယောဂီတို့ချက်ကျိုးတန်လန်းတဲ့ကိုတွေးကောက်နေရတာမကြိုက်ဘူးချက်ကျိုးတန်လန်းမရှိမဖြတ်သေးဘူးနော်အပြင်လည်းမရောက်သေးဘူးအသက်ဝိညာဉ်တွေးကောက်နေရတာမကြိုက်ဘူးအဲ့ဒီမှာရေးတော့ပေါင်ချိန်တက်လာတော့ဘာဖြစ်လာလဲအပြင်ထွက်ချင်တယ်တဖြည်းဖြည်းတိုးလာတယ်အပေါင်ချိန်အပြင်ထွက်ချင်ဘယ်ကနေဆက်ထွက်ခေါင်းကနေဆက်ထွက်ခြေတော့ကမွေးတော့မဟုတ်ခေါင်းကနေမွေးအဲ့လိုခေါင်းကဆက်ထွက်အဲ့ဒါလောအကြောင်းနဲ့ယောဂရီဒါကြောင့်မလို့ဒီအဝိဇ္ဇာတက်နဲ့ငါပိုင်းလို့ယူလိုက်တာအတ္တအမြင်လေဆွေးလန်းတဲ့အတွက်ကြောင့်လေဥပါဒံလေဒါကြောင့်မလို့ဒီရုပ်ဝေဒနာပညာသင်္ခါရဝိညာဉ်နဲ့ခန္ဓာ၅ပါးပေါ်မှာ
ခန္ဓာ၅ပါးနဲ့ဥပဒေအားလုံးကိုဆွဲလန်းတာဟာဘဝရာဂတဏှာပဲတဲ့ဒါဆိုလို့ချင်းယောဂီတို့ဒီဘဝကြီးပေါ်မှာမှီပြီးဖြစ်တာခုနကတော့အာရဏအကြည့်တတ်တဲ့ကြောင့်ဖြစ်တာမဟုတ်ဘူးနော်ဒီဘဝကြီးပေါ်မှာမှီပြီးတော့ဖြစ်တဲ့တဏှာဒီဘဝကြီးဆိုတာဒီခန္ဓာအခုကိုယ်ကိုဖြတ်တယ်ဒီခန္ဓာဆိုမပြည့်စုံတော့ဒါကရုပ်ခန္ဓာပဲရှိတယ်ဝိညာဉ်ခန္ဓာသိဉာဏ်ခန္ဓာအကုန်ပါတယ်ဒီခန္ဓာ၅ပါးရဲ့ဥပရိဒီခန္ဓာ၅ပါးနဲ့မွေးလိုက်တဲ့ငါသားငါသမီးဒီခန္ဓာ၅ပါးကိုမွေးခဲ့တဲ့ငါမိခင်ငါဖခင်အဲ့ဒါလိုမျိုးယောဂီတို့မရင်မတွတ်နိုင်အောင်သိမ့်ပိုက်လိုက်တယ်စုစည်းလိုက်တယ်လို့တန်ရုံးစင်နဲ့အကုန်လုံးကိုထည့်လိုက်တယ်အဲ့ဒီမှာငါကိုမတိုင်ပြုတ်ပြီးတော့ဆွေးလန်းတက်မဲ့တဲ့အတွက်ကြောင့်တက္ကရာဒိဋ္ဌိလို့ခေါ်တယ်မွေးလာတာကအတ္တဒိဋ္ဌိငါကမတိုင်ဖြစ်သွားတော့တက္ကရာဒိဋ္ဌိဖြစ်သွားတယ်ငါလို့ယူဆဆွေးလန်းတယ်တန္တရံတစ်လျှောက်လုံးမှာသူကခြေတယ်ကာမတဏှာကိုလည်းသူပဲထုတ်ပေးတယ်ဘယ်ချိန်ထုတ်ပေးတယ်ကျမ်းမှန်တဲ့ချိန်ပြည့်စုံတဲ့ချိန်မှာကာမတဏှာကိုထုတ်ပေးလိုက်တယ်မကျမ်းမှန်တဲ့ချိန်မှာမပြည့်စုံတဲ့ချိန်မှာလက်လွတ်သွားလားဘဝရာဂတဏှာနဲ့ချင်းနှောင်ထားတယ်မလွတ်အောင်ဟုတ်ပြီလေဘူးမနေ့ကတော့ဦးစင်ကမ္ဘာပေးတယ်ညတော့တဏှာမောင်းတာပါတယ်တွေးခိုင်းတာတယ်မအိနဲ့မနေ့လင်းလာတဲ့ခါကျတော့ပါတယ်တရားထိုင်တော့ဝင်လေထွက်လေမှတ်ခိုင်းတော့မမှတ်နဲ့ငိုက်လိုက်မနေ့ကျတော့တရားထိုင်တော့ငိုက်ခိုင်းတာညကျတော့ရုပ်လို့အဲ့ရမယ့်ချိန်ကျတော့မအိနဲ့ပြင်းနေဆိုတော့ပုံပေါ့သူလက်ကလွတ်လာအဲ့တော့ဦးစင်းတို့ကဒါစစ်စစ်ရတော့သူခိုင်းတာတွေကရုပ်တော့အကျိုးရှိတယ်လားအကျိုးမဲ့တယ်လားအဲ့လိုနဲ့ပဲဆွတ်ရုပ်သွားတာသူစီရဲ့ဒုစီရဲ့တန်ရောစဉ်ကိလေသာအာသောတရားအားလုံးတို့ကိုဘောရကတဏှာနဲ့ပေါက်သွားတယ်ဘောရကတဏှာကိုမှီးပြီးတော့ရုပ်လို့ငါကုသိုလ်တွေအကုသိုလ်တွေလုပ်ရတာမစွန့်မအောင်ကုသိုလ်လေးတွေလုပ်မှာပညာတွင်လေးသွားပြီးတော့တရားထိုင်မှာတစ်နှစ်မှတစ်ကြိမ်အဲ့လိုလေးလုပ်လို့ရှိရင်ကိုနောက်ပါမယ်ဆိုရင်လာတာဒီကျတော့လေဘောရကတဏှာရောက်တော့ပြန်မှန်းလိုက်တာလာတာမှားပဲလွတ်တော့လည်းသူပဲရောက်တော့လည်းရုပ်တော့ပြန်ကျင်အဲ့လိုဖြစ်တဲ့အခါကျတော့ဝိပဿနာပဲရှိတော့မယ်ဒါကြောင့်မလို့ငါမောက်ချသေးရမယ်အချိန်နည်းငယ်သားလိုတော့တယ်အဲ့လိုရှုလိုက်မယ်ဒါမှမဟုတ်ရုပ်တော့ငါမောက်ချသေးရမယ်အချိန်နည်းငယ်သားလိုတော့တယ်ဒါမှမဟုတ်အမှုတော့မခံနိုင်အဲ့လိုဆိုလို့ရှိရင်ရုပ်တော့ဘောရကရဏပြုတ်ပါမပြုတ်ဘူးတဲ့မြတ်စွာဘုရားရှင်လက်ထက်ကရှင်အနန္ဒာရုပ်တော့မျက်နှာမသာမယာနဲ့ထွက်လာတယ်ဘာလို့ထွက်လာလဲဆိုတော့တာဂီဝင်ယဟန်လေဘုရားနဲ့လည်းမြို့တော်လေညီကိုတဝန်းခွဲလေဟုတ်အခုဒီသာသနာတော်မှာအဲ့လိုဆွေတော်မျိုးတော်တွေရန်ထားတာအဲ့တော့ယောဂတွေယဟန်နဲ့ကြားထဲမှာမျက်နှာပွက်တာပေါ့နော်အဲ့ဒီမျက်နှာပွက်နေပါပဲမျက်နှာငယ်ရတဲ့စကားသွားပြောနေတာမြတ်စွာဘုရားရှင်ကဆိုဆုံးမလိုက်တဲ့အခါကျတော့မျက်နှာညှိုးပြီးတော့ဘုရားကျောင်းပေါ်ကဆင်းလာမိကောင်းဆိုရမ်းနဲ့ပေါင်းရတာလေဒါနခေတဝက်ပဲရောက်တယ်လို့ပြောတာသူပြောတာတော့ယောဂတွေလောကသဘောရမှန်တယ်လို့ပဲဒါပေမဲ့ယောဂတွေလောကုတ္တရာမြင်သစ္စာအမြင်ကြတော့မိကောင်းဆွေကောင်းနဲ့ပေါင်းတာလမ်းဆုံးကိုမြင်တဲ့အထိရောက်တာမဟုတ်လားအခုကလမ်းတစ်ဝက်ပဲရောက်မယ်လို့ပြောတော့မြတ်စွာဘုရားရှင်မဟုတ်ဘူးကွာလည်းမိကောင်းဆွေကောင်းနဲ့ပေါင်းရတာလမ်းဆုံးကိုမြင်တာလျှောက်ပြီလားမလျှောက်သေးဘူးလမ်းဆုံးကိုမြင်တာအဲ့တော့ရှင်ပုံနာဆိုတော့ယဟန္တာဟဲ့အနန္ဒာလည်းမျက်နှာမသာမယာနဲ့ဘယ်လိုဖြစ်တာမျက်နှာမသာမယာဖြစ်နေတာယောဂတို့ရေကိုယ်စိတ်မှာမအိမ်မသာဖြစ်နေတာဘာသစ္စာတော့ဒုက္ခသစ္စာဒါမျိုးနဲ့ရှင်အနန္ဒာအဲ့တော့သစ္စာမသိသေးတော့ကိုယ်ဆွဲကိုမသိဘူးအဲ့တော့ရှင်ပုံနာကအဲ့ဒီမျက်နှာမသာမယာဖြစ်တာငါဆွဲကြောင်ဒီဆွဲကြောင်ဖြစ်တာလောကမှာငါချောတယ်ငါလာတယ်ဆိုတာငါပေါ်လွင်ပေမဲ့ဓမ္မရေးရမှာငါကိုမမြင်ဘူးတဲ့အဲ့ဒီငါကလှုပ်လို့နော်မတမယာဖြစ်ရတယ်မနစ်မချက်ဖြစ်ရတယ်အဲ့ဒီငါကစိုးရင်ရတာအဲ့ငါကပူပန်ရတာပဲငါဆွဲကြောင်ဒီခန္ဓာ၅ပါးကိုကြီးစမ်းမအောင်ဒီခန္ဓာ၅ပါးမှာရုပ်ဝေဒနာသင်္ညာတက္ကရာဆိုတာငါပါလို့လားမပါဘူးအဲ့တော့ငါလည်းမပါဘူးသူလည်းမဟုတ်ဘူးသဘောတသက်ပဲရှိတယ်သဘောအတိုင်းပဲရှိတယ်အဲ့ဒီပေါ်မှာမှန်းရွေးနေအမြင်ကြောင့်ငါလို့ထင်ပြီးတော့ဆင်းရဲရတာမဟုတ်ဘူးလားသဘောကိုသဘောအတိုင်းမြင်ပြီးတော့ငါမပါသူမတော်ရှုပါ
ရှုလို့ဆင်းရဲနေသေးတယ်ဆိုလို့ရှိရင်ငါပါတယ်လို့ရှုမဆင်းရဲတော့ဘူးဆိုလို့ရှိရင်ငါမပါတော့ဘူးလို့ရှုအစွဲမရှိတော့ဘူးဆိုငါအဲ့မှာငါဆိုတာသမုဒိယသစ္စာပြောတာဒါကြောင့်မလို့အဲ့ဒါလို့ဟောတော့ယောဂီတို့အဲ့တရားလေးအဆုံးမှာမဖြစ်တော့လို့ဆိုရင်ရှင်းနေတာဟာသောတပန်တည်သွားတယ်ဟုတ်ပြီလားယောဂီတို့ဝိဘဝဒနာဖြစ်ပုံဝိဘဝဒနာဖြစ်ပုံကအမှန်စင်စစ်ယောဂီတို့ဝိဘဝဒနာဒီဒနာပဲအပင်ပြောင်းသွားတာဒီမွေပဲယောဂီတို့အရေးကုန်ပြောင်းသွားတာဟုတ်ပြီလားယောဂီတို့အရေးကုန်ပြောင်းသွားတာကိုယောဂီတို့ဒီမွေမဟုတ်ဘူးလို့ပြောလို့မရတော့ဘူးဒါကြောင့်မလို့ဝိဘဝဒနာယောဂီတို့ဒီခန္ဓာ၅ပါးပေါ်မှာမွေးကင်းစတဲ့ကငါးပိုင်ငါးဆိုင်ငါဟာဆိုပြီးတော့အတ္တနဲ့ဆွဲလန်းလာတာအသက်ရွယ်ကြီးလာတယ်လောကမှာလောကဓာတ်တွေကိုကြုံဆုံးရတယ်အယူဆတွေကိုအမျိုးမျိုးသင်ကြားတယ်အဲ့ဒါလိုမျိုးမျိုးသင်ကြားပြီးတော့ယောဂီတို့အယူဆကြောင့်အတွေ့အကြုံကြောင့်ပယောဂအခြေအနေတစ်ခုခုကြောင့်နော်အဲ့ဒီအကြောင်းကြောင့်တစ်ခုခုကြောင့်ယောဂီတို့အခြေအနေတစ်ခုမှာအဲ့ဒီခန္ဓာ၅ပါးမလို့ခြင်းပြန်ဘူးတဲ့ယောဂီတို့ဒီတလုံးဒီခန္ဓာ၅ပါးကိုချစ်လာတာတရားစင်ကန်းဝင်ပြီးမှမလို့ခြင်းတော့ဘူးလေထက်လည်းမဖြစ်ချင်တော့ဘူးတွေအယူဆတစ်ခုအစ်ဖြစ်သွားလားတဏှာတစ်ခုအစ်ဖြစ်သွားတယ်အဲ့ဒီတဏှာကဝိဘဝတဏှာဒါကြောင့်မလို့လေဒီခန္ဓာ၅ပါးအပေါ်မှာအမြင်မှားခြင်းမလို့ခြင်းစွန့်လွတ်လို့ခြင်းပျက်စီးစေလို့ခြင်းနောက်ထပ်မရစေလို့ခြင်းဆိုတဲ့သဘောတွေပေါ်လာပြီဆိုလို့ရှိရင်ဝိဘဝတဏှာပဲဥစ္စေတဒိဋ္ဌိကြောင့်ဒီခန္ဓာ၅ပါးကိုလိုချင်တဲ့တတ်မှတ်တဲ့ဘဝဆက်ဆက်လည်းလူချမ်းသာဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့သစ္စာဒိဋ္ဌိအခုဒီခန္ဓာ၅ပါးကိုမလိုချင်တော့ဘူးပြတ်စင်ဆဲခြင်းပြတ်ခြင်းနဲ့ဆဲခြင်းနဲ့နောက်ထပ်မလိုချင်ဘူးဆိုတာလေပြောနေရတာယောဂီတို့ရေပါဇက်ပြောတာပါဟုတ်လားဒီခန္ဓာ၅ပါးမပြောနဲ့ယောဂီတို့ရေအမြတ်ဆုံးပြောရင်တော့မကြိုက်ဘူးအဲ့တော့ဖြစ်နိုင်ပါဒီခန္ဓာ၅ပါးတော့မလိုချင်တော့ဘူးခန္ဓာ၅ပါးကိုစွန့်တဲ့ဉာဏ်ပဲဖြစ်တယ်ဈေးမလျှော်ဘူးနော်ဈေးတော့မလျှော်ဘူးအဲ့ဒါယောဂီရှင်းတော့ညီပါမှာဒါကြောင့်မလို့လေယောဂီတို့ရေဒါဟာဥစ္စေတဒိဋ္ဌိဝိဘဝတဏှာဖြစ်တယ်ကဲလုံးရကြည့်အောင်လို့ခွေးချင်းကျင့်တယ်သိနည်းရဆိုတာရှိအဲ့ဒီခွေးချင်းကျင့်တဲ့လူတွေနွားချင်းကျင့်တဲ့ပုံနာနွားချင်းကျင့်တယ်သိနည်းရခွေးချင်းကျင့်တယ်အဲ့ကောလိကမင်းသားတွေကျင့်ကြတယ်သူတို့ရဲ့ယူဆဘာလဲဆိုတော့လေယောဂီတို့အံ့ဩစရာကောင်းတယ်ခွေးချင်းကျင့်တယ်ခွေးချင်းကျင့်တယ်ဆိုတာဘုဒ္ဓတာပေါ့ယောဂီတို့ပြောပြတာဦးဇင်းတို့လေ့လာကြည့်တော့ तू ကအစာကိုအောက်မှာချပြီးဟာစားတာသမင်းဆိုင်လူဆိုတာကယောဂီတွေခွနဲ့ဇုံနဲ့စားတာမဟုတ်လားလက်နဲ့စားဒီလိုမဟုတ်လား तू ကအဲ့မှာတရားကျင့်နေတာဘယ်လိုကျင့်လဲဆိုတော့အစာကိုကျမ်းပြင်မှာချဗဇက်နဲ့လိုက်ခပါတလောက်ကိုစားအဲ့ဒါတရားကျင့်တာမြတ်တဲ့အကျင့်ကျင့်တာခွေးလူလေးဘက်ထောက်သွားတယ်အဲ့လို့ရှင်ခွေးအိတ်တယ်ခွေးကျင့်ကျင့်ဘာဖြစ်လို့လဲတဲ့ယောဂီတို့ခွေးတွေရာတဲ့ကောင်းကောင်းအာယုံမှာတော်သမင်းလာပဲခံစားတာလူတွေကြတော့12လခံစားခွေးကမြတ်တယ်ယောဂီတို့ရေအဲ့ဒီအကျင့်ကိုကျင့်တာဦးဇင်းတို့သတင်းတစ်ခုမှာ BBC မှာလည်းမတွေ့ပါဘူးလူဘဝနေပြီးတော့ယောဂီတို့ခွေးဘဝကိုပြောင်းပြီးတော့ခွေးပုံပန်းတရံနဲ့နေပြီးတော့ပြတူးတွေပါထိုးပြီးတော့ယောဂီတို့ခွေးချင်းမကျင့်မနေတဲ့ဥစ္စာသွားတရိယာအဲ့ဒီကိုလိရတိုင်းသားတွေကျင့်နေအောင်ဆိုသွားတရိယာအဲ့ဒါယောဂီတို့ဝိဘဝတနာဥစ္စေတဒိဋ္ဌိနောက်တစ်ယောက်ကျတော့ပုံနာကျတော့နွားချင်းကျင့်နွားတွေကျတော့လည်းယောဂီတို့အသားမစားဘူးတဲ့မြက်ကလေးစားတယ်တဲ့လူတွေမြက်တယ်လူတွေကအဆုတ်စားတယ်ဒါကြောင့်မလို့လူတွေမြက်တယ်ရိုက်ချင်တဲ့လောက်ရိုက်တယ်စိတ်မဆိုးဘူးလူတွေမြက်တယ်တဲ့ပြောချင်တဲ့လောက်ပြောငေါက်ချင်တဲ့လောက်ငေါက်တဲ့နွားတွေကစိတ်မဆိုးဘူးတဲ့လူကစိတ်ဆိုးတယ်ဒါကြောင့်မလို့နွားမြက်တယ်နွားမြက်ပင်ဆိုတော့နွားကိုကြောတာတယ်အိန္ဒိယမှာအများကြီးနွားတယ်နွားနဲ့တော့မင်္ဂလာဆောင်ဘူးအဲ့ဒါလိုကျင့်တော့နွားချင်းဖြစ်တာမဟုတ်လားအဲ့ဒါဥစ္စေတဒိဋ္ဌိလူဆိုတာလည်းရောမြက်အောင်ကျင့်မြက်တာပေါ့မြက်အောင်မကျင့်ဘူးဆိုလူတိလိစ္ဆာန်ဖြစ်သွားတာပဲမဟုတ်လားဒီယုတ်ခန္ဓာနဲ့ဆိုင်တာအကျင့်နဲ့ဆိုင်အတိအကျင့်နဲ့ပဲဆိုင်တယ်ယောဂီတို့ဒါသူတို့ကအဲ့လိုမဟုတ်တော့ပဇွန်ရောက်သွားတဲ့အတွက်ကြောင့်အဲ့လိုကျင့်တယ်ဒါကြောင့်မလို့လေယောဂီတို့မြတ်စွာဘုရားရှင်ကခွေးကျင့်တဲ့တေနည်းဟာတေလွန်သည်ရှိတော့ခွေးတို့ရဲ့အပေါင်းဖော်ဖြစ်မယ်နွားကျင့်တဲ့ပုံနာတေလွန်သည်ရှိတော့နွားတို့ရဲ့အပေါင်းဖော်ဖြစ်မယ်လို့မြတ်စွာဘုရားရှင်ခေါ်လိုက်တော့ယောဂီတို့သူတို့နှစ်ယောက်လုံးချုံပွဲချဟောကဲနောက်တစ်ခုကယောဂီတို့ဝိပဿနာပဲနော်ဝေဒလိပြည်ကုတကရကျောင်းတိုင်းမှာမြတ်စွာဘုရားရှင်သတင်းသုံးနေတယ်မဟာပရိနိဗ္ဗာန်တုံးမှာသတင်းသုံးနေတဲ့အကြောင်း
အဲ့လိုသတင်းသုံးနေတဲ့ခါကျတော့အာသောကုန်ခန်းရေးအတွက်မြတ်စွာဘုရားရှင်ကအတုပကမ္မထံကိုဟောလိုက်ဘာကမ္မထံနော်အတုပကမ္မထံဆိုရှင်နေတဲ့ဒီကိုကြီးကိုအတုပလက္ခဏာတွေရှုတာအဲ့လိုအတုပလက္ခဏာတွေရှုလိုက်တဲ့ခါကျတော့ရောက်တော့ရှင်နေတဲ့ဒီကိုကြီးကိုအဲ့လိုအတုပလက္ခဏာတွေပဲဆိုလို့ရှိရင်ဟိုကိုလည်းကြိုက်เสียမလို့တော့ဒီကိုလည်းမာနတက်เสียမလို့တော့ဘူးတဏှာပြက်ကင်းရေးအတွက်ဆင်းရဲချုပ်ငြိမ်းရေးအတွက်မြတ်စွာဘုရားရှင်ဟောတာမဟုတ်လားဒါမှလည်းနာတဲ့ယဟန်တွေကတစ္ဆာညာမရင်ကျက်တဲ့ခါကျတော့ရောက်ကြရုပ်ကိုဟောတယ်ဆိုပြီးတော့ယူပြီးတော့ဒီရုပ်ကြီးကိုမကြိုက်ဘူးဆိုပြီးတော့ဓာလနဲ့တေဆောင်းပြီးတော့ကိုယ့်ကိုယ်ကိုတတ်သိကြတယ်အဲ့ဒါလို့ကိုယ့်ကိုယ်ကိုတတ်သိကြတော့ရောက်ကြယဟန်တွေရောအဲကြောင့်မလို့မြတ်စွာဘုရားရှင်ပြန်ကြွလာတဲ့ခါကျတော့ရှင်အနန္ဒာကဘုန်းတော်ကြီးတော်မြတ်စွာဘုရားနဲ့တဏှာကပြက်ကင်းရေးအတွက်အတုပကမ္မထအစာတဘာသောတရားကိုဟောတော်မူပါဆိုတော့အာနာပါနကိုရှုလို့အစာထိုးပေးလေဘယ်သူတစ်ခုကိုဖြစ်ချင်တယ်အာတိတဖြစ်နေဆိုရင်အာသောကုန်တယ်ဆိုဖြစ်နိုင်ပါမလားဖြစ်နိုင်တယ်အာသောကုန်တဲ့သူကသိခြင်းလည်းမရှိဘူးရှင်ခြင်းလည်းမရှိဘူးရှင်သာရိပုတ္တရာဟောတဲ့ထက်မှာဆိုလို့ရှိရင်အနန္တငါသည်အသက်ရှင်ခြင်းကိုလည်းမတောင်းတဘူးသိခြင်းကိုလည်းမကြောက်ကြဘူးသိခြင်းရှင်ခြင်းပုံမှာလွတ်မြောက်တာမဟုတ်လားဒါလည်းနဲ့ဆောင်တဲ့သူတွေကိုယောဂီတို့အထက်ကရာတွေမှာဖြစ်ဖြစ်တစ်ခုဖြစ်ဖြစ်တချို့ကရဟန္တာဖြစ်တယ်လို့ဆိုကြတယ်ဒါဟာရှားရှားပပပါအဲ့ဒါလိုဖြစ်ပြီဆိုလို့ရှိရင်အများစုဖြစ်နိုင်တော့ဝိဘဝတဏဖြစ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကနေပြီးတော့အာနာပါနကိုပြောင်းရှုကြလို့ဟောတော်မူတဲ့အတွက်ကြောင့်ယောဂီတို့ဒီကာမတဏမောဟတဏဝိဘဝတဏတို့ဟာဆင်းရဲတွေကိုပဲဖြစ်စေတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကဣတံခောပါဏာလေအခုဟောကြားတော်တရားတို့သည်ဒုက္ခသမုဒယံဒုက္ခကိုဖြစ်စေသောအကြောင်းတရားဟူ၍အရိယသစ္စာအရိယတို့တည်အပ်သောသစ္စာမြင်ပေ၏လို့ကောင်းစွာဟောကြားတော်မူလေတော်တည်း